Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့သမင်းကြိုကြော်ပြအောင်ဖြစ်ပါတယ်နော်အခုဆိုရင်သမင်းကြိုလို့ကျဲဦးကိုထည့်ပါတယ်ကျဲဦးသမင်းကြိုနှစ်ပွဲဆိုတော့ကျဲဦးကနှလုံးထည့်ရတာပေါ့နော်ကျဲဦးနှလုံးထည့်ပြီးတဲ့နဲ့သူ့မှာပါတဲ့ကြောက်တံဖြူလေးကိုလုံးဝရိုးပြီးကျဲဦးမှာကြိုရတာပေါ့နော်သမင်းကြိုကဘာဖြစ်လဲဆိုတော့အစီတွေတက်တယ်ဆိုတော့ကြောက်တံဖြူလေးပါလေးထည့်ပြီးမှဆင်ပြေတာပေါ့နော်သမင်းဆိုတာပြီးရင်ကျဲဦးလေးနဲ့သမင်းလေးကိုရုပ်သမကြောင့်အကုန်လုံးမှွေပါတယ်ပြီးတော့သူ့မှာစရတဲ့ငံပြရေနှစ်စွမ်းထည့်ပါတယ်ငံပြရေနှစ်စွမ်းနဲ့နှစ်အောင်မှွေပါတယ်နှစ်အောင်မှွေပြီးတော့မှသူခဏလေးအကြာကြီးလေးပေါ့နော်နှစ်အောင်မှွေရပါတယ်နှစ်အောင်မှွေပြီးတာနဲ့သူ့မှာပါတဲ့သူကဟန်ရွက်လေးထည့်ပါမယ်ခုဆိုရင်ကျွန်တော်နှစ်အောင်မှွေနေပါတယ်သူကတမိနစ်လောက်နှောက်နေလိုက်ရတယ်ပေါ့တမိနစ်လောက်နှောက်မှွေလိုက်ရတယ်ပေါ့နော်သူကိုနှက်သက်ပြီဆိုမှဟန်ရွက်ထည့်ပါမယ်အခုဟန်ရွက်တော့မူငင်းရွက်ဖြစ်ပါတယ်မူငင်းရွက်ကိုတုံးပါတယ်ပေါ့နော်ကျွန်တော်တို့ဆိုင်မှာမူငင်းရွက်လေးနဲ့နှက်အောင်တမယိုချမှွေလိုက်ပါတယ်ဘာလို့ဆိုတော့မူငင်းရွက်လေးနည်းနည်းနွမ်းတော့အောင်ပေါ့နော်မြင်းလေးနဲ့ကြိုလိုက်ပါတယ်ကြိုပြီးမှပဲဝတ်သားထည့်ပါတယ်ပေါ့နော်ဒါဝတ်သားပါဝတ်သားလေးထည့်ပါတယ်ဝတ်သားနှစ်စွမ်းထည့်ပါတယ်ဝတ်သားနှစ်စွမ်းထည့်ပြီးတဲ့နဲ့အကုန်လုံးကိုရိုးပြီးမှွေလိုက်ပါတယ်ပေါ့နော်ရိုးပြီးမှွေပြီးမှသူက customer က spicy စားမှာပြောတဲ့ကြောင့်ငရုတ်သီးထည့်မှာပဲ spicy မစားချင်တဲ့ customer တွေဆိုရင်လည်း origin တွေပဲကြော်ပေးပါတယ်ပေါ့နော်ခု customer က spicy စားချင်တယ်ဆိုလို့ spicy ကြော်ပေးမှဖြစ်ပါတယ်ဒါ spicy ထည့်ပါဒါတော့ငရုတ်သီးထည့်တာပေါ့နော်ငရုတ်သီးထည့်ပြီးမှအကုန်လုံးကိုရိုးပြီးမှွေပါတယ်အကုန်လုံးကိုရိုးပြီးတော့တမိနစ်လောက်မှွေရတယ်ပေါ့နော်ဒါမှပဲသူကငရုတ်သီးအဆက်ကနေရာအစုံကိုနှက်ဆက်ရောက်တော့မှဖြစ်တဲ့အတွက်ကြောင့်ဒီမှာကြည့်ပါကျဲဥတွေဆိုရင်လည်းတော်လာတယ်ပေါ့နော်ကြိုထားတဲ့လူကတိုးလို့ပေါ့ဒီမှာဒါဆိုရင်သမင်းကကြက်ခံနေပြီပေါ့နော်ကြက်ခံနေပြီဆိုတော့ customer ပြန်ပြောလာတယ်သူကသမင်းဒီမှာမစားတော့ဘူးဟိုတွားစရာရှိလို့တာပေါက်ဝဲယူသွားမှာဆိုတော့ပါစထုတ်ပေးရမှာဖြစ်ပါတယ်ပါစထုတ်ပေးရမယ်ဆိုတော့ခဏသူကသမင်းကွာကြက်အောင်မှွေရတာဆိုတော့အတွက်ကြောင့်နှက်ဆက်အောင်လုံးဝကြက်ပြီးဆိုမှပဲ